Grade 5 Grade 9နဲ့ Grade 11အတန်းတွေကိုအကျစနစ်ကျင့်သုံးမိဟုသတင်းတွေပေါ်ထွက်လာခဲ့Social Media ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့ပညာရေးဆိုင်ရာသတင်းချက်လက်တွေအရ Grade 5 Grade 9နဲ့ Grade 11အတန်းတွေကိုမအောင်မရှိစနစ်အစားစာမိုးဝဲအကျစနစ်ကိုစတင်ကျင့်သုံးအကောင့်နဲ့ဖော်လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့လေပညာရေးအတိုင်းဝိုင်းရဲ့သတင်းထုတ်ဖော်မှုတွေကသိရှိရတာဖြစ်ပြီးတော့အဆိုပါအကျစနစ်ကျင့်သုံးမှုကိုတော့ယခုပညာသင်နှစ်မှာစတင်ဆောင်ရွက်သွားမှုရှိမရှိနဲ့နောက်ထပ်နှစ်ပညာသင်နှစ်မှာစတင်ကျင့်သုံးမှုရှိမရှိဆိုတာကိုတော့ပညာရေးဝန်ကြီးဌာနကတရားဝင်ကြေညာသွားတော့မှာဖြစ်တယ်ဆိုပြီးတော့လည်းသိရှိရတာပါအခုနှစ်မစဖြစ်ရင်တော့နောက်ပညာသင်နှစ်မှာစတော့မှာကသိကြပါတယ်အကျစနစ်ကိုလှုပ်တင်တာကကြာပါပြီကျွန်တော်တို့ကတော့အတန်းတိုင်းကိုအကျစနစ်လှုပ်စေချင်တာပါဒါမှလည်းကလေးတွေအမှန်တကယ်တက်မြောက်မယ်အခုကတော့တနေ့ပြီးတနေ့အောင်သွားကြပါတယ်ဘာမှတော့မတက်ပါဘူးလို့ပညာရေးဝန်ထမ်းတယောက်ရဲ့ထုတ်ဖော်ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးအဆိုပါအတန်းတွေမှာအကျစနစ်ကိုအခုလိုမျိုး